Hello, cho khăn tông rằng sẽ gì nó khăn tông rằng mà tôi mà cho khăn khe nó cho khăn rồi đấy đi hòa lý cô tô ba lý trả thả lại của cho khăn rồi trên này rồi ở đây bị gì nó cho khăn khe rồi cho khăn trên này bia ra phòng một nó tôi là ba bộ nó đi mà rồi nó ba phòng béo nó tôi là có lấy gì nữa mà thả lạiဘာလို့လဲဆိုတော့သူကတာရကျွန်တော်အန်ဖက်မှာတွေ့ခဲ့ရတဲ့နော်အမေဂါဖူတာရဒေခခဲမှာဆန်မိုးရွာရင်အပြင်မသွားဘူးဆိုတော့တာရလေးနဲ့ဆင်းနေနော်ဆင်းနေဆိုတော့သူတို့နေရာဆင်းနေလို့ပဲကျွန်တော်ပြောမယ်နော်လောဆင်းနေလို့မှတ်ထားတဲ့အန်ဖော်မှာဆိုရင်ကျွန်တော်ကဘာကကွက်လဲရင်ပဲသူလဲနော်တာရနဲ့ဆင်းနေလို့မှတ်ထားလိုက်ရပြီဟောတကယ်ရတော့မတူဆိုတာတာရတွေဘာတွေနာရတွေတို့တွေနော်အဲ့ကောင်တွေကိုတစ်ခုချင်းစီဘယ်လိုကွာလဲဆိုရင်ရှင်းပြမယ်ဆိုကျွန်တော်နောက်ထပ်ဗီဒီယိုအသေးစိတ်တစ်ခုလုံးမှာပဲရမယ်เนาะဒီတိုင်းပြောပြလို့မရအောင်ဒီတိုင်းပြောပြရင်တော့နားလည်းမဟုတ်ဘူးအဲ့တော့ဒီလိုဆိုတော့ဒီဘာကိုကွက်လိုက်ရင်လို့ပဲကြက်ထားလိုက်เนาะတာရနဲ့ဆင်တယ်လို့မှတ်ထားလိုက်เนาะကွက်လိုက်ရင်အဲ့တော့ group 1မှာကြည့်အောင် group 1မှာဆိုရင် e line ရော a line ပြောင်းပြီးတော့ဘာလေးကတ်မယ်เนาะအဲ့တော့ကျွန်တော်ခီခီမှာဆိုရင်နားထောင်ဒီပေါ့အဲ့တော့မှခီခဲပါနားထောင်ရင်အဲ့လိုဖြစ်သွားမယ်เนาะနားထောင်ရင်ဆိုအဲ့လိုအခြေအနေလေးကိုပြချင်တာวันนี้နားထောင်ရင်ကြားရမယ်เนาะအဲ့လိုပုံစံမျိုးပေါ့เนาะပြီးနောက်တစ်ခု group 2မှာဆို math ဖြုတ် rever ကတ်မယ်မိမဆိုရင်မိ rever ကြည့်ရင်เนาะကြည့်ရင်မြင်ရမယ်เนาะတခြားလေးကြည့်ရင်မြင်ရမယ်အဲ့လိုပုံစံမျိုးလေးပေါ့အခြေအနေလေးကိုပြချင်တာတော့ပြီးနောက်တစ်ခု kima ဆိုရင်ခု rever shima ဆိုရင်စု rever เนาะကျွန်တော် group 3ကိုတော့ကြက်မယ်အမြင်တယ်ဘာလို့ group 3ရဲ့နှလုံးပဲရှိရလေเนาะနှလုံးနဲ့ဆိုတော့ကျွန်တော်အလွတ်ကြက်ကမယ်ပြီးတစ်ခါကျဒီကောင်လေးချွင်းချက်လေးခုလို့ခိုးလို့ဖြစ်သွားတယ်မျိုးလေးရှိရလေเนาะ kima ကအဲ့တော့ group 3တော့အမြင်နဲ့ကြက်မယ်ခီမဆိုရင်ခူရဲပါရှီမဆိုရင်ဆူရဲပါเนาะပြီးရင်သူကဒီသူ့ကျွန်တော်တို့မှတ်ထားမှာဂျော်ခန်းဆိုတဲ့အဓိပ္ပာယ်အခြေအနေဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဒီလိုအခြေအနေဆိုရင်ဆိုတဲ့အဓိပ္ပာယ်ကိုပြောကြတာเนาะကျွန်တော်အခြေအနေကိုပြချင်တာအဲ rare ကိုတာကြည့်အောင် rare မှာပါလဲဆိုရင်เนาะ rare မှာဆိုရင်ချမ်းတိုးခိခဲပါခိခွဲမှာတဲ့เนาะကျွန်တော်တို့တိတိကျကျလေးနားထောင်ရင်ကြားရတယ်เนาะခိခွဲမှာကြားရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြီးနောက်ထပ် rare တစ်ခုမှဆိုလဲချမ်းတော့မိရဲပါမြင်မှာတဲ့เนาะကျွန်တော်တေချာလေးကြည့်မယ်ဆိုရင်မြင်ရတယ်မြင်နိုင်တယ်ပေါ့เนาะအဲ့လိုအဓိပ္ပာယ်မျိုးပြီးနောက် rare တစ်ခုမှဆိုရင်ချမ်းတော့ဆိုရဲပါဒက်ခီမာเนาะတော့တေချာလေးလုပ်မယ်ဆိုရင်လုပ်နိုင်ပါမယ်တဲ့เนาะဒက်ခီမာဆိုတဲ့ font လေးပါမယ်အဲ့တော့ကျွန်တော်ကြောက်ခန့်ခဲ့ပေါ့เนาะဘာလို့ပဲမှတ်ထားလိုက်ကွက်လက်အဓိပ္ပာယ်တော့ကွက်လက်ရင်လို့ပဲမှတ်ထားလိုက်เนาะခြေနေပြတဲ့ပုံစံလေးဒီလိုခြေနေဆိုရင်ဒီလိုဖြစ်မယ်ဆိုတဲ့ပုံစံလေးသွားတာသူကပြီးနောက်တစ်ခု eject နာကြည့်တဲ့နှစ်ခုရှိမယ်เนาะဒီကြောက်ကန်ဘာပဲเนาะဘာဖောင်မှာကျွန်တော် eject ဆိုတော့ e ဖြုတ်မယ်ခဲရဘာလေးကတ်ပေးရမယ်เนาะ e ဖြုတ်ခဲရဘာကတ်မယ်ပြီးနာ eject နဲ့ noun ဆိုရင်နာရာကတ်တယ်လို့ဒီကောင်လေးကိုလည်းကြက်ထားမယ်ဒါသူရဲ့ဖောင်ပြောင်းတဲ့ပုံစံလေးတွေပေါ့เนาะအဲ့မှာ eject ကြည့်အောင်ဥပမာထာကိုက်ဆိုရင်မြင့်တော်စေကြည့်တော့အဲ့တော့ e ကိုဖြုတ်ပြီးတော့ခဲရဘာထဲတော့ထာကခဲရဘာเนาะကျွန်တော်တို့စေကြည့်ရင်เนาะမြင့်ရင်ဆိုတဲ့အဓိပ္ပာယ်မျိုးပြီးနောက်တစ်ခုနာကြည့်တဲ့ခီရိလောက်ပါတော့ဆိုရင်လည်းခီရိနာကြည့်တဲ့နောင်ဆိုနာရာကက်ကလေးเนาะအဲ့တော့ခီရိနာရာเนาะလိုက်ရင်အဲ့လိုဖြစ်သွားမယ်ရဲကြည့်မယ်ဆိုရင်စာမှုခဲတယ်ပါတဲ့ဥဝါဂီကိုခီတဲ့ခုတာဆိုင်နေเนาะကျွန်တော်တို့ဒီဥဝါဂီဆိုတာဒါဟိုအပေါ်ဥရဲ့ခန်းကြီးနဲ့ကျွန်တော်ခီမဆိုးတဲ့ခန်းကြီးပေါင်းလိုက်တော့ဂီဖြစ်သွားတဲ့နန်းဝင်သွားเนาะအပေါ်အနှွေးတဲ့တွေပါလို့ပြောတာအေးလို့ရှိရင်အနှွေးတဲ့ဝတ်ပါဆိုတဲ့ပုံစံမျိုးပြီးနောက်တစ်ခုဆိုလဲအီတန်ခီနာရာတဲ့ယာမနိုဘိုရီနီအကီတိုင်းတဲ့ကျွန်တော်တို့ဒီတောင်တက်ရန်သွားခြင်းတယ်ပေါ့နော်ရာတီလူတာရင်မကောင်းရင်ပေါ့ပြီးနောက်ထပ် RAM မှာဆိုလဲ Ashta Hima နာတာတဲ့ Sorry နိခိမဆန်ကာတဲ့ကျွန်တော်တို့မနေ့ဖြန်ဒီအားမဲဆိုရင်ပေါ့နော်အားမဲဆိုရင်ငါးများရန်သွားကြမလားဆိုတဲ့ပုံစံမျိုးလေးဖော်ဆက်တာမျိုးပေါ့နော်အဲ့တော့ဒီဘာကလေအဓိကတော့ကျွန်တော်တို့ယင်လို့ပဲပတ်တာပြန်လိုက်နော်လောဆယ်တော့ဒီ unfollow မှာတော့ကျွန်တော်တိတ်ပြီးတော့ဘယ်လိုကွာလဲတာရနဲ့ဘယ်လိုကွာနာရနဲ့ဘယ်လိုကွာလဲဆိုတိတ်ကောင်းနေမှမထည့်သေးနဲ့เนาะလောလောဆယ်ကျွန်တော်တစ်ခုမှတ်ထားလို့ရတယ်နာရကဘယ်လိုနေရာမှာတုံးလဲဆိုရင်သူများအကြံပေးရဲ့နေရာမှာတုံးတယ်အဲ့လောက်လေးမှမှတ်ထားလိုက်အဲ့လောက်မှတ်ထားရင်ရတယ်เนาะဘာလို့တာရနဲ့ဘာနဲ့အဲ့ဒီကွာခြားချက်ကိုရှင်းပြမယ်ဆိုရင်ကျွန်တော်တို့ကဟိုလိုမျိုးနောက်ထပ်ဗီဒီယိုတစ်ခုလုံးမှမရဘူးခုနပြောသလိုမျိုးเนาะဘာလို့လဲဆိုတော့တချို့နေရာတွေမှာတုံးလို့ရပြီးတော့တချို့နေရာတွေမှာတုံးလို့မရအောင်ဆိုတဲ့ဟာနဲ့လို့ပြောပြမှရမှာဒီကောင်နှစ်ခုကလေအဲ့တော့ကျွန်တော်လွတ်ကြမယ်ဘာမှာเนาะပုံမှန်အရှိမှာဆိုရင် E ကို airline ပြောင်း group 1 group 2 group 3ကြမယ်ပြီး E adjective ဆိုရင် E ဖြုတ်ခဲတဲ့ပါเนาะကျွန်တော်တို့ဒီဟိုလေးဖြစ်မယ်เนาะရော E ဆို E ကောင်းတော့ဆိုရင်တော့ကျွန်တော်တို့ကရောခဲတဲ့ပါဖြစ်သွားမယ်เนาะအကောင်လေးမှတ်ထားမယ်ဘာလို့တော့ E ဆိုကျွန်တော်တို့ကပြောင်းအမြဲရော E ရနေပဲပြောင်းတယ်လေเนาะအဲ့တော့ရောခဲတဲ့ပါစေပြမယ်ဆိုရင်เนาะထာကခဲတဲ့ပါစေကြည့်ရင်အဲ့လိုမျိုးပေါ့ပြီးနောက်တစ်ခုဒါလည်းခုနအတိုင်းပဲเนาะဘာကိုပဲကျွန်တော်တို့ရှင်းမှာဒိုးတွေနဲ့
E ですかကောင်းမလဲဆိုပြီးမိကုံမေးလိုက်တာအဲ့တော့ do ဆိုဘယ်လိုဆိုရဲပါဆိုလောက်တာပေါ့ sorry ရှိမတ်ကနေလာတယ်လောက်ရင်ဖြစ်သွားမှာပေါ့ do ဆိုရဲပါ E ですかဘယ်လိုလောက်ရင်ကောင်းမလဲဆိုတော့ real ကြည့်ကြအောင် Tokyo Sky Story ဟဲ့တဲ့ Nobori တိုင်းですかတဲ့ do ဆိုရဲပါ E ですかတဲ့နော်ကျွန်တော်တို့ဒီ Tokyo Sky Tree ကို Tokyo Tower ပေါ့နော် Tokyo Tower တက်ချင်လို့လေတဲ့နော် on desk လေးနဲ့တုံးတယ်နော်ဒါဟိုကကွက်လက်လို့လေတော့ do ဆိုရဲပါ E ですかဘယ်လိုလုပ်ရင်ကောင်းမလဲနော်မေးတာပေါ့နော်ဒါ Nobori Mas နော်ကျွန်တော် Nobori တက်တာတော့ပါဆိုဒီဥရဲ့ခန်းကြီးနဲ့ Nobori Mas တို့ဖတ်ကြတယ်ပြင်နောက်တစ်ခု do ရတက်တော့ဘယ်လိုလုပ်ပြီးတော့ပေါ့နော် do ရတက်နိုင်နေပါ E ですかဆိုလဲဘယ်လိုလုပ်ပြီးကွက်လိုက်ရင်ကောင်းမလဲခုနအတိုင်းပဲနော် Nobori တိုင်းအဲ့တော့ပဲခုနဆိုင်တော့နဲ့ထပ်ပြမယ် Tokyo Sky Story ဟဲ့ Nobori တိုင်းですか do ရတက်ခဲ့ပါ E ですかဆိုရင်ကျွန်တော်တို့ဒီ Tokyo Tower သွားတက်ချင်လို့ပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အဓိပ္ပာယ်မျိုးရမယ်နော်ကျွန်တော်ဘာပဲတူပဲเนาะဒါ do ရတဲ့ဆိုတာလည်းဘယ်လိုလုပ်ပြီးလေเนาะ do ဆိုတာဘယ်လိုဒါကျွန်တော် file လောက်တာတည်တယ်ဒီတိုင်းစာကြောင်းဆက်လိုက်တဲ့ပုံစံမျိုးပဲဒီကကျွန်တော်ဘာ form တည်ထိုင်ရပြီเนาะဘာဆိုတာကွက်လက်ရင်ဆိုတာလေးပဲပြီးနောက်တစ်ခုเนาะခုနကျွန်တော်ပြောလေ noun နာရဒါကောင်းလဲဆိုအကြံပေးနေရာမှာလည်းတုံးတယ်เนาะဒီမှာ noun နာရ noun ဆိုရင်အဲ့လိုပြောပါเนาะနာရကျွန်တော်တို့ကအကြံပေးနေရာမှာလည်းတုံးပါတယ်ဆိုပြီးတော့เนาะကျွန်တော်ဘာသာပြန်တော့ noun ဆိုရင်လို့ဘာသာပြန်လိုက်ပေါ့နောင်ဆိုရင်ကွက်လက်ကကောင်းတယ်နောင်နာရအနိုင်နာနေက E တဲ့ဆိုတဲ့ပုံစံမျိုးလေးအဲ့တော့ rama ဆိုလဲနော်ဒီနာဆိုနာရဆွေကာက E တဲ့အဲ့လိုမျိုးပေါ့နော်နွေရသည်ဆိုရင်ဖရဲသည်ကကောင်းပါတယ်ဖရဲသည်စားအဲ့လိုမျိုးပေါ့နော်ကျွန်တော်အတီးတစ်ခုခုမျိုးပေါ့နွေရသည်ဆိုဘာအတီးကောင်းလဲအဲ့လိုမျိုးပေါ့နော်ဖရဲသည်ပေါ့နွေရသည်နဲ့လိုက်ဖက်တာဆိုဖရဲသည်ကကောင်းတယ်ပြီးဒန်ကီရှောဟင်းပေါ့ဒန်ကီရှောဟင်းနာတာပါဝါဒန်ကီက E တဲ့ဒန်ကီရှောဟင်းဆိုတာရှောဟင်းဆိုတာတော့ဒီဖက်ကိုပစ္စည်းတွေကိုပြောတာပေါ့နော်လက်စစ်ပစ္စည်းတွေပေါ့လက်စစ်ပစ္စည်းတွေဆိုရင်ဘာကောင်းလဲကျွန်တော်ဒီ power tank ဆိုခဏတွေ့ရလေမင်းသားဆောင်ထဲမှာနော်အဲ့ဒါကောက်ထည့်ထားလိုက်တာနော် power လက်စစ်ကကောင်းပါတယ်နော်အကြံပေးတာမျိုးပေါ့ဒီဟာကောင်းတယ်ဒီဟာကောင်းတယ်ဆိုပြီးအဲ့တော့နာရမှာတော့သူများအကြံပေးတယ်ဆိုတော့အတိတ်ပဲလေးလည်းရှိတယ်เนาะအဲ့လိုအဲ့ဒါလေးမှတ်ထားလိုက်အဲ့လောက်လေးဆိုရပြီကျွန်တော်ဘာကကွက်လက်ရင်ဆိုတော့အတိတ်ပဲအဲ့ဒီမှာမှသူများအကြံပေးခြင်းနဲ့ဆိုကျွန်တော်နာရလေးနဲ့တုံးတယ်လို့မှတ်ထားလိုက်เนาะဒီမှာဆိုလဲခူရမနာရအနီဟွန်က E တယ်ကျွန်တော်ကားဆိုရင်ဂျပန်ကကောင်းတယ်เนาะဂျပန်ထုတ်တဲ့ကားတွေကပိုကောင်းတယ်အဲ့လိုမျိုးပေါ့ရမယ်เนาะ